တနင်္လာလုံးပဲမင်္ဂလာပါ Adobe Village မှာဖွင့်တဲ့ Photographer Style တို့ Master Lion Classic Session Number 2ရဲ့ Episode 20အားနေပြီးတော့လူချင်းမျိုးတနင်္လာလုံးကိုပြန်လဲကြိုဆိုပါရစေကျွန်တော် Educator ရေသူအောင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ Episode 20မှာဘယ်အကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်ဆက်ပြီးလေ့လာမှာလဲဆိုလို့ရှိရင်ကျွန်တော်ဒီ Remove Tool နဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့သွားကြမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ share episode မှာဆိုလို့ရှိရင် crop overlay tool ကိုဘယ်လိုမျိုးအသုံးပြုရလဲcrop ဒီဘာကြောင့်အရေးပါလဲဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ဒါအတူတူလေးလာခဲ့ကြတယ်ဒီနေ့ episode မှာကျတော့သူ့ရဲ့ညာဘက်မှာရှိတဲ့ remove tool ဆိုတဲ့ဒီ tool လေးကြောင့်ကျွန်တော်လေးလာမယ်သူ့ရဲ့ shortcut key ကကျတော့အခုပြထားတဲ့အတိုင်းပဲ Q လေးဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ crop overlay ကကျတော့ R ဖြစ်တယ် remove tool ရဲ့ shortcut key ကကျတော့ Q ဖြစ်တယ် okay အဲ့တော့ကျွန်တော်ဒီမှာ remove tool လေးတွေကိုကျွန်တော်ဝင်နိုင်မယ်အဲ့တော့ဒီနေရာမှာကျွန်တော် remove tool ပေါ်ပုံပေါ်နည်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ Lightroom Classic install လုပ်ထားတဲ့ version ပေါ်မူတည်ပြီးတော့သူ့ရဲ့ remove tool ရဲ့ interface တွေဒီတယောက်နဲ့တယောက်တူချင်းမှတူလိမ့်မယ်အဲ့တော့လူချင်းမျိုးတင်တဲ့သားတွေကကိုယ့်ရဲ့ set version ကကျွန်တော်သင်တန်းမှာပေးထားတဲ့ Lightroom Classic version မဟုတ်ဘဲနဲ့ကိုယ့်ဘာကိုဝယ်သုံးတာပဲဖြစ်ဖြစ်တခြားဒီ set က install လုပ်ပြီးသား version တစ်ခုခုပဲဖြစ်ဖြစ်အသုံးပြုနေတဲ့ဆိုလို့ရှိရင်ကျွန်တော်လည်းမတူဘူးဆိုလို့ရှိရင်လည်းဒါပြဿနာမရှိဘူးသူ့ရဲ့အခြေခံအလုပ်လုပ်ပုံသဘောတရားကအတူတူပဲနောက်ပိုင်းထွက်တဲ့ version တွေကကြတော့အခုဒီမှာပြထားသလို use generated AI ဆိုတဲ့ကောင်လေးပါလာတယ်ဒါကျွန်တော် caution mark ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒါသူ့ရဲ့ AI မှာပြန်ပြီးတော့ replacing ပေါ့နော်အစားထိုးရမယ်ပုံတွေကိုဒါ Adobe official website မှာတွားပြီးတော့ပြနေခြင်းဖြစ်တယ်ဒီလို feature လေးတွေပဲကွာကျန်တာဘာမှမကွာဟုတ်ပြီနော်အဲ့တော့ကျွန်တော်တစ်ခုချင်းစီရှင်းပြပေးမယ်အဲ့တော့ဟုတ်ပြီကျွန်တော်ဒီမှာဆိုလို့ရှိရင် remove to เนาะအဲ့တော့ပုံမှာဆိုလို့ရှိရင်ကျွန်တော်ဒီသင်္ဘောလေးကိုပေါ့เนาะကျွန်တော်ဖြတ်ချင်တယ်ပေါ့เนาะအဲ့တော့ဟုတ်ပြီကျွန်တော်ဒီ episode အကြောင်းမရှင်းပြသေးခင်ဂျားဖြတ်ပြီးတော့ကျွန်တော်ပြောချင်တာတခုကဒီပုံလေးကကြတော့ကျွန်တော်ရိုက်ထားတဲ့ပုံလေးဖြစ်တယ်ဒီအတွက်ကြောင့်မို့လူကြီးမျိုးတင်နန်းသားအနေနဲ့ဒီ episode ကိုလေးလာတဲ့ချိန်မှာဆိုလို့ရှိရင်ဒီပုံကိုကျွန်တော်အတူတူကျင်းဖို့အတွက်တော့ project files တွေမှာတော့ထည့်ပြီးထားမှာတော့မဟုတ်ဘူးတကယ်လို့ကိုကကျင့်နေတယ်ဆိုလို့ရှိရင်တခြားပုံတစ်ခုခုနဲ့ပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ဒီသင်တန်းလင်းနေမှာချပေးထားတဲ့ project files တွေကပုံတစ်ခုနဲ့ပဲဖြစ်ဖြစ်ကိုမှရှိတဲ့ပုံနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ဒါလိုက်ပြီးတော့လေ့ကျင့်လို့ရပါတယ်โอเคနော်အဲ့တော့သူ့ရဲ့အလုံးလုံးပုံသဘောတရားကိုပဲကျွန်တော်သိဖို့လိုတယ်โอเคအဲ့တော့ဒီမှာဆိုလို့ရှိရင် remove tool ကိုကျွန်တော်ဝင်လိုက်တာနဲ့မှာ mood က3မျိုးရှိတယ်ဟုတ်ပြီနော်အဲ့တော့ဘယ်ဘက်စုံစုံက remove တဲ့ဟုတ်ပြီနော်ဒီကောင်လေးက remove ဖြစ်မယ်အဲ့တော့ဒီကိုဆက်သွားမယ်ဆိုရင်အလင်ကကောင်ကကြတော့ကျွန်တော်တို့ဒီဟာ he ဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်မပေါ်သေးဘူးဒါ he ဟုတ်ပြီနော်အဲ့တော့ညာဘက်ကကောင်ကကြတော့ကလုံးဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့အကိုကြီးကျွန်တော်ကဒီ move 3ခုကဘာကွာလဲဆိုလို့ရှိရင် remove tool ဆိုတဲ့အတိုင်းပဲအလုပ်လုပ်ပုံသဘောတရားဒီအတူတူပဲဒါပေမဲ့သူ့ရဲ့ဒီအနောက်ကွယ်က theory သဘောတရားလေးတွေကကြတော့ pixel ကို removing ပေါ့နော်ဖယ်ရှားတယ် replacing လုပ်ရမယ် pixel တွေရှာပုံရှာနည်းရကြတော့တစ်ခုနဲ့တစ်ခုကအနည်းငယ်ကွဲပြားခြားနာတယ်ဒါလေးကိုကျွန်တော်အသေးစိတ်ရှင်းပြပေးမယ်အဲ့တော့ပထမဆုံးအနေနဲ့ remove ပေါ့နော်အဲ့တော့ remove tool ထဲမှာဒီ move 3ခုဒီအကုန်လုံးဒီ removing လုပ်တာပဲ replacing လုပ်တာပဲ removing ဖယ်ရှားမယ် replacing pixel ကိုအစားထိုးမယ်ဒါပေမဲ့ကျွန်တော်ဘယ်ဘက်မှာတွေ့ရတဲ့ remove tool ကကြတော့ generated AI ဘက်ကိုသွားတယ်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ကိုယ့်ပုံမှာအစားထိုးဖို့နေရာလုံလုံလောက်လောက်မရှိဘူးကိုယ့်ရဲ့ပုံကရှုပ်ရှက်ခတ်နေတဲ့ပတ်တန်လိုမျိုးထက်ကဖြစ်နေဥမာ chance ရိုးလို့ဟာမျိုးမှာတခုခုကျွန်တော်ကပြန်ပြီးတော့အစားထိုးမယ်ဆိုလို့ရှိရင်ဒီ remove tool ကိုအသုံးပြုလို့ရတယ်တနည်းအားဖြင့်ပြောမယ်ဆိုလို့ကိုယ့်ပုံကရှင်းလင်းမနေဘူးရှုပ်ရှက်ခတ်နေရဆိုလို့ရှိရင်ကျွန်တော်ဒီ remove tool ကိုအသုံးပြုလို့ရတယ်ဒါသူ့ရဲ့အားသာချက်တစ်ခုပေါ့နော်အဲ့တော့အားနည်းချက်ကကြတော့ကျွန်တော်ပြန်ပြီးတော့အစားထိုးတဲ့အချိန်မှာကိုယ့်ဘာကို manual ပြန်သွားပေးရတဲ့အရာတွေရှိတယ်တကယ်လို့ကိုကဝယ်သုံးမယ်ဆိုလို့ရှိရင်ဒီ generated AI ကိုကျွန်တော် caution mark နှိပ်လိုက်တာနဲ့ဒါမှမဟုတ် on ပေးလိုက်တာနဲ့ Adobe ရဲ့ official website ကိုတွားပြီးတော့ကျွန်တော်အစားထိုးမဲ့ pixel တွေကိုသူကပြန်ရှာပေးနေမှာဖြစ်တယ်โอเคเนาะအဲ့တော့ remove tool ဒီလိုမျိုးအလုပ်လုပ်ပါတယ်โอเคအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော် site เนาะအဲ့တော့ site ကဘာကိုပြောရလဲဆိုကျွန်တော်တို့ဖယ်ရှားမဲ့အရာဝတ္ထုတစ်ခုကိုကျွန်တော် select ပေးဖို့အတွက်ဒီမှာကျွန်တော် brush site တစ်ခုလိုအဲ့တော့ brush site ကိုကျွန်တော်တို့ကဒီ slider bar မှာလည်းကျွန်တော်ကကစားပေးလို့ရတယ်လို့ဒီလိုမျိုးကျွန်တော်ကမကစားပေးဘဲနဲ့ shortcut key နဲ့ကစားမယ်ဆိုလို့ရှိရင်ကျွန်တော်က mouse ရဲ့ scroll wheel လေးကိုရှေ့တိုးနောက်ဆုပ်ပြုလုပ်ပြီးတော့ကျွန်တော် brush site ကိုကြိုက်တယ်လို့ရေးလို့ရတယ်အဲ့တော့ဒီပုံမှာဆိုလို့ရှိရင်ကျွန်တော်ဒီ motor sorry ကျွန်တော်ဒီသင်းမောကိုပေါ့နော်ဖြောက်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီသင်းမောနဲ့ကိုင်းညီရဲ့ brush site ကိုကိုယ့်ဘက်ကိုရွေးချယ်ရမှာဖြစ်တယ်အဲ့တော့ကျွန်တော်ဆိုလို့ရှိရင်ဒီမှာနည်းနည်းလေးပို့ပြီးတော့ကြီးလိုက်မယ်ပေါ့နော်ဟုတ်ပြီနော်ဒီလိုမျိုးမှကျွန်တော်ကအဆင်ပြေမှာဖြစ်တဲ့အတွက်ကြောင့်နည်းနည်းလေး mouse scroll wheel ကိုရှေ့တိုးပြီးတော့ကြီးလိုက်မယ်တကယ်လို့ကိုကပြန်သေးချင်တယ်ဆိုလို့ရှိရင် mouse scroll wheel ကိုနည်းနည်းလေးနောက်ဆုပ်ပြီးတော့သေးလိုက်မယ်ဒါက mouse scroll wheel နဲ့တွားတယ်ဒီထက်က site နဲ့ကျွန်တော်မတွားဘူးမတွားစေချင်ဘူးเนาะဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော် shortcut key ကကြာပို့ပြီးတော့ကြီးရတာမြင်သားတယ်လို့ပို့ပြီးတော့အလုံးရှုပ်တတ်တာ
ဟုတ်ပြီနော်နောက်ထပ် shortcut key တစ်ခုကကြောင့် mouse scroll wheel နဲ့မဟုတ်ဘူးဒီကောင်ကကြောင့်ကျွန်တော်ဒီ P နဲ့ enter key ထဲမှာရှိရတာတယောက်တော့ keyboard ကကြတော့တချို့ခြေနေမျိုးတွေမှာတူချင်မှတူလိမ့်မယ်ပေါ့နော်အဲ့တော့ P ရဲ့ letter P ရဲ့ညာဘက်မှာရှိတယ် open bracket close bracket ဆိုတော့ကျွန်တော်ထောင်ခွင်းလေးနဲ့လည်းဒီ bracket side ကိုကြီးသေးပြုလုပ်လို့ရတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင် P ရဲ့ညာဘက်မှာရှိရယ် left bracket ကိုကျွန်တော်နှိပ်လိုက်တဲ့ချိန်မှာ bracket side ဒီသေးတော့မှာဖြစ်ပြီးတော့ P ရဲ့တခွန်းကြော်မှာရှိနေ right bracket ပေါ့နော်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ခွင်းပိတ်တဲ့ကောင်ဆိုလို့ရှိရင်တော့ကျွန်တော် bracket side ဒီကြီးသွားမှာဖြစ်တယ်ဒါကကျွန်တော် bracket side ရဲ့ short key နှစ်ခုဖြစ်ပါတယ်တစ်ခုကကျတော့ mouse scroll wheel လေးနဲ့ကျွန်တော်ရှေ့တိုးနောက်ဆုပ်လုပ်မယ် mouse scroll wheel ဆိုတာဘာလဲဆိုလို့ရှိရင်ကျွန်တော် mouse ရဲ့ဘယ်ဘက် left click နဲ့ညာဘက် right click ဂျားထဲမှာရှိနေဘိန်းလုံးလေးကိုပြောခြင်းဖြစ်တယ်ဒါကို scroll wheel လှိမ့်လို့ရတဲ့ဘိန်းလေးလို့ကျွန်တော်ကပြောခြင်းဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်က mouse scroll wheel ဆိုပြီးရုပ်တရက်ပြန်ပြီးမရှင်းပြတဲ့အခြေအနေမျိုးမှာဆိုလို့ချင်းတချို့သင်တန်းသားတွေအနေနဲ့နားမလည်ဘူးဖြစ်မှာဆိုလို့ကျွန်တော်ကဒီစကြာလေးပြန်ရှင်းပြခြင်းဖြစ်တယ်โอเคနော်ဟုတ်ပြီဒါကသူ့ရဲ့ brand site shortcut key နှစ်ခုအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကနောက်ထပ် option တစ်ခုဖြစ်တဲ့ generative AI ဒါကျွန်တော်ရှင်းပြပေးပြီးပါပြီဒီကောင်ကျွန်တော် on မယ်ဆိုလို့ရှိရင် Adobe ရဲ့ official website ကိုသွားမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဒီ option ကိုအသုံးပြုလို့ရလားဆိုတော့မရဘူးဘာဖြစ်လို့လဲဆိုလို့ကျွန်တော်က craft version အသုံးပြုလို့ဖြစ်တယ်အဲ့တော့ကျွန်တော် removing လောက်တာဖယ်ရှားတာဒီပြန်ပြီးအစားထိုးရမယ့် pixel ကို Adobe ရဲ့ website ကနေတစ်ဆင့်ပြန်ယူခြင်းဖြစ်တယ်တကယ်လို့ကျွန်တော် pattern တွေများနေတယ်AI နဲ့တစ်ခုခုပြန်ပြီးအစားထိုးဖို့လိုတယ်ဆိုလို့ရှိရင်တော့ဒီကောင်လေးကို on ပေးဒါပေမဲ့ကိုယ့်ရဲ့ version ဒီဝယ်သုံးတဲ့ version တော့ဖြစ်မှအဆင်ပြေမယ် craft version ဆိုဒီကောင် on လို့မရအောင်เนาะ caution mark ကိုနှိပ်လိုက်တယ်ဆိုလို့ချင်း Adobe ရဲ့ official website တွေကိုရောက်တော့မှာဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီ theme mode လေးကို remove tool လေးအသုံးပြုပြီးတော့ဖယ်လိုက်ဟုတ်ပြီเนาะ remove tool တွေက remove ပေါ့เนาะဖယ်လိုက်တဲ့အချိန်မှာကျွန်တော်ဘာဖြစ်လဲဆိုလို့ရှိရင် तू ကအစားထိုးရမယ့်နေရာတွေကိုမှန်မှန်ကန်ကန်အစားထိုးနေရလားဆိုတော့အဆင်မပြေဘူးเนาะအဲ့တော့နောက်မှဆိုလို့ရှိရင် pixel တွေကတနည်းအားဖြင့်ညှိနေတယ်เนาะအဲ့တော့ hash ဖြစ်နေတယ်အရန်ကျန်းနေတယ်အဲ့တော့ဒီချင်းလေးကိုကျွန်တော်ကဘယ်လိုမျိုးပြန်ပြီးကုစားပေးရမလဲဆိုလို့ရှိရင်ဒီ remove tool ထဲမှာပဲသူ့ရဲ့ sampling ပေါ့เนาะနမူနာယူမဲ့ pixel ကိုကျွန်တော်တို့ကဒီ Lightroom Classic ကိုပြောပြပေးလို့ရတယ်ဒါဘယ်လိုပြောပြပေးရမလဲဆိုလို့ရှိရင်ကျွန်တော်ကဒီနေရာမှာဆိုလို့ရှိရင်ပင်နယ်ရေပုံစံရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ pixel ကိုဒီနေရာမှာအစားထိုးခြင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ pixel မှာကျွန်တော်ကနမူနာယူမယ်ဆိုတာကို remove tool ကိုကျွန်တော်ပြောပြပေးရမယ်ဟုတ်ပြီနော်ဒီအတွက်ကြောင့်မို့ဒီကောင်ဘယ်လိုပြောပြပေးရတာလဲဆိုလို့ရှိရင်ကျွန်တော်အောက်ကိုဆက်လာမယ်ဆိုလို့ရှိရင် control plus drag တဲ့ on the photo to select a custom source ပေါ့နော်တကယ်လို့ကျွန်တော်က Lightroom Classic ရဲ့ AI ကနေပြီးတော့ဒါအစားထိုးရမယ့် pixel ကိုမတည်ဘူးဆိုလို့ရှိရင်ဒီ remove tool ထဲမှာကျွန်တော်ကဒီဘယ် pixel ကိုကျွန်တော်ကယူမှာလဲဆိုတာကိုပြောပြပေးဖို့အတွက်ဒီ option လေးကိုထည့်ပေးထားခြင်းဖြစ်တယ်ဒီအတွက်ကြောင့်မို့ကျွန်တော်ဒီရေရဲ့ pixel ကိုယူမှာဖြစ်တဲ့အတွက်ကြောင့်မလို့ control key တကယ်လို့ mask သမားဆိုလို့ရှိရင် command key လေးနှိပ်ပြီးတော့ကျွန်တော် drag ပေးနိုင်ဟုတ်ပြီနော်ပြီးရင် mouse ရဲ့ left click ကိုကျွန်တော်လှုပ်ပေးလိုက်တဲ့ချိန်မှာဒီနေရာမှာစားထိုးတဲ့ပုံစံလေးကအနှဲငယ်ပြောင်းလဲသွားမယ်ပို့ပြီးတော့အဆင်ပြေသွားမှာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့အခုအစားထိုးတဲ့အချိန်မှာကျွန်တော်တို့ကဒီ point လေးကို height and height ပုံစံမျိုးအနေနဲ့ကြည့်ကျင်တယ်ဆိုလို့ရှိရင် H key လေးကိုနှိပ်ပြီးကြည့်လို့ရတယ်ကျွန်တော်တို့ပုံတွေကအဆင်ပြေနေရလားမပြေဘူးဆိုလို့ရှိရင် control နဲ့ပြန်ပြီးတော့ drag ပြန်လုပ်ဒီနေရာမှာတော့ကျွန်တော်အသေးစိတ်မသွားတော့ဘူးဟုတ်ပြီနော်အဲ့တော့တကယ်လို့ကိုကthe point ထပ်ပို့ပြီးသွားတဲ့အရာတွေရှိလာနိုင်တယ်ဒီလိုပုံစံမျိုးလေးကိုပြန်ကြည့်ကျင်တယ်ဆိုလို့ရှိရင် H key လေးကိုပြန်နှိပ်ပြီးဒါ and height တလဲစီကျွန်တော်တို့ကကြည့်လို့ရတယ်โอเคเนาะအဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ box အကြောင်းလေးကိုကျွန်တော်ရှင်းပြပေးမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကအခုလို the point သုံးလိုက်တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုလို့ရှိရင်ဟုတ်ပြီဒီမှာမျက်စိရမှာရှင်းအောင်အတွက် do over လေးကိုကျွန်တော် auto အစား always ထားပေးလိုက်မယ်ဒါ do over လေးကိုကျွန်တော်အမြဲတမ်းဒါမြင်စေချင်တယ်ပေါ့ဗျာကျွန်တော် mouse နဲ့ဒီမှာ auto ထားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘက်ကိုတင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြုလုပ်ခဲ့တဲ့အရာတွေဒီပျောက်သွားမှာဖြစ်တယ်အဲ့တော့ကိုကအမြဲတမ်းမြင်စေချင်တယ်ပြန်ပြီးတော့ဒီ analysis လုပ်ချင်တယ်ဆိုလို့ရှိရင် always ကိုကျွန်တော်က on ပေးထားလို့ရတယ်ဒါ do over လေးဟုတ်ပြီနော် okay အဲ့တော့ဒီအပေါ်ကအကြောင်းအရာကိုကျွန်တော်ပြန်ပြီးရှင်းရအောင်ပါနော်အဲ့တော့ကျွန်တော်အခု deploy ပေးလိုက်တဲ့ချိန်မှာဘာဖြစ်လဲဆိုလို့ဒီမှာ selected ဆိုပြီးပေါ်လာတယ် okay နော်အဲ့တော့ selected မှာဆိုလို့ဒီမှာ branch နေရာရှိတယ်ဒီကောင် refine ပြန်လုပ်တဲ့အရာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ refine ဒီ data object နဲ့အတူတူပဲကျွန်တော် cancel ပြန်လုပ်ထားလိုက်မယ်ဒါကျွန်တော်ပြီးကြရင်ပြမယ်ဒီကောင်ကကျတော့ကျွန်တော်ဒီ point ကို delete လုပ်ချင်တဲ့အချိန်မှာအသုံးပြုတယ်အဲ့တော့ကျွန်တော် delete လုပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါမူလပုံမှာဒီသင်္ဘောရှိတဲ့ခြင်းတွေကိုကျွန်တော်ပြန်ရောက်သွားမှဖြစ်တယ်အဲ့တော့ကိုကနောက်ကိုတဆင့်ပြန်ဆုပ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ရှေ့မှာပြန်ထားတဲ့ပုံစံလိုမျိုးဖြောက်ပြီးသားခြင်းတွေကိုပြန်ရောက်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ undo key လေးပြန်နေနိုင်မယ် control z ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီ point လေးကိုထောက်လိုက်မယ်အခုမထောက်ရသေးတဲ့ခြင်းတွေမျိုးမှာသူ့မှာကျွန်တော်တို့ဒါ selected ဆိုပြီး option ဒီပေါ်နေရလားမပေါ်ဘူးအခုလိုထောက်လိုက်တဲ့ခြင်းမှာကျွန်တော်ပေါ်လာလိမ့်မယ်
ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီညာဘက်က icon လေးကိုလည်းတည်သွားပြီအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော် fail ကိုဝင်မယ်ဆိုလို့ရှိရင်သူ့မှာ mood ၄မျိုးရှိတယ်အဲ့တော့အပေါ်ဆုံးကကောင်ကကြောင့် remove ဒုတိယ he ကလုံးအဲ့တော့ဒီ၃ခုကကြောင့်ဒီမှာတွေ့ရတဲ့ mood ၃မျိုးနဲ့အတူတူပဲဖြစ်တယ်အောက်ဆုံးမှာတွေ့ရမယ့် generative remove ကကြောင့်ကျွန်တော်တို့ဒီ crap version ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ Lightroom Classic ကနေပြီးတော့ဒီ pixel ကိုသူ calculate တက်ပေါ့နော်ပြန်တွက်ပေးတယ်ဘယ်ကောင်နဲ့အစားထိုးရမယ်ဆိုတော့သူကောင်းကောင်းသိတယ်ဒါကျွန်တော်ပတ်စံပေးဝယ်သုံးနေဆိုလို့ရှိရင်သူ့ဘာသူ auto ပေါ့နော်ပြန်ပြီးတော့ဒီ pixel တွေကိုအစားဖြည့်ပေးတော့မှဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကပတ်စံပေးမသုံးတဲ့ version ဖြစ်တဲ့အတွက်ကြောင့်မလို့ remove ရဲ့ he ရဲ့ကလုံးရဲ့ကိုပဲကျွန်တော်အသုံးပြုလို့ရမယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီနေရာမှာတစ်ခါလေးရှင်းပြပေးလိုက်မယ်ဒီ၃မျိုးဒီကျွန်တော်ဒီအပေါ်က၃မျိုးနဲ့အတူတူပဲဖြစ်တယ်အဲ့တော့ပထမ remove ကကြတော့ကျွန်တော်ဒါသူ့ဘာသူ pixel ကိုစားထိုးတာတကယ်လို့ကိုက manual သွားခြင်းနဲ့ဆိုလို့ရှိရင် control ရဲ့ drag နဲ့ကျွန်တော်က drag ဆွဲပြီးလို့ရတယ်ပေါ့နော်အဲ့တော့ဒုတိယတစ်ခု he ကလည်း remove လုပ်တာပဲဒါပေမဲ့ तू ကကြတော့ပို့ပြီးတော့အဆင်ပြေဆုံးလောက်ရှိတယ်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် तू ကတချို့အခြေအနေမျိုးတွေမှာပေါ့နော်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဘာဖြစ်လို့အဆင်ပြေရလဲဆိုလို့ရှိရင် तू ကဒီ removing လုပ်တယ်ဖယ်ရှားတယ်ပြီးရင် replacing လုပ်တဲ့ pixel တွေကို तू ကဟိုတနည်းအားဖြင့်ပြောမယ်ဆို blending လုပ်ပေးတယ်blending လုပ်ပေးရတဲ့အတွက်ကြောင့်မလို့ဘာဖြစ်သွားလဲဆိုလို့ကျွန်တော်ကချုပ်ရိုးသားမရှိဘူး seamless ဖြစ်တယ်လို့ပြောတယ်ချုပ်ရိုးသားဆိုတာကျွန်တော်ဒီအနားသားဒီ hash ဖြစ်မနေဘူးတနည်းအားဖြင့်ပြောမယ်ဆိုလို့ကျွန်တော်အစားထိုးတဲ့နေရာကို blend လုပ်ပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ feather ကိုမကစားဘဲနဲ့ဒီအနားသားလေးတွေဒီပြည့်ပြည့်နေပုံစံမျိုးဖြစ်တွေးရမှာဖြစ်တယ်ဒါဒီ he ဖြစ်တယ်အဲ့တော့ကျွန်တော်အခု he ကိုထားလိုက်တဲ့အချိန်မှာအခုဆိုလို့ရှိရင်တော့ကျွန်တော်အဆင်ပြေနေရလားဆိုတော့အဆင်မပြေဘူးအဲ့တော့ feather တန်ဖိုးလေးကိုကျွန်တော်နည်းနည်းလေး short လိုက်တဲ့အချိန်မှာတော့အဆင်ပြေသွားပြီဒါ feather တန်ဖိုးများနေလို့ဟုတ်ပြီနော်အဲ့တော့ဒါဒီ he ဖြစ်တယ်အဲ့တော့တနည်းတစ်ခုကလုံးကကြာတော့သူအနားသားတွေ hash ဖြစ်တယ်နော် he တော့သူက seamless မဖြစ်ဘူးမချောမွေဘူးကလုံးဖြစ်တဲ့အတွက်ကြောင့်မလို့သူကကိုအစားထိုးမဲ့ကောင်ကိုပွားထည့်လိုက်တာနော်အဲ့တော့ effect တက်ရောက်ထားတဲ့နေရာနဲ့မတဲရောက်ရတဲ့ဒီချုပ်ရိုးရှားတွေကအနားသားတွေကကြာတော့ကျွန်တော်တို့နည်းနည်း hash ဖြစ်တယ်ကျန်းအောင်တွေ့ရမှာဖြစ်တယ်အဲ့တော့တချို့အခြေအနေမျိုးမှာကြာတော့ကလုံးတွေဆင်ပြေတယ်တချို့အခြေအနေမျိုးမှာကြာတော့ he ဒီဆင်ပြေတယ် he ဒီကျွန်တော်တို့ဒီ skin reduction လို့မျိုးလူရဲ့မျက်နှာဝက်ချန်တွေကိုဖျောက်တဲ့ချိန်မှာနောက်ခံဒီ skin tone နဲ့သူက blend လုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ lighting တွေကစကျွန်တော်တို့ကဒီ he ဒီနဲ့တွားလို့ရှိရင်အဆင်ပြေရ remove နဲ့တွားလို့ရှိရင်လည်းအဆင်ပြေတယ်ကလုံးနဲ့တွားလို့ရှိရင်တော့ကျွန်တော်တို့ဒီလူမျက်နှာပုံစံတွေဆိုလို့ရှိရင်တော့ဝက်ချန်တွေအစင်းကြောင်းလေးတွေကကြာတော့ကလုံးနဲ့တွားလို့ရှိရင်တနေရာနဲ့တနေရာဒါဟို sampling လုပ်ပြီးတွားတယ်ဆိုတဲ့ပုံစံအရန်သိတာတယ်ပေါ့နော်ဟုတ်ပြီနော်ဒီလိုကြောင့်မလို့လူမျက်နှာနဲ့တွားမယ်ဆိုလို့ရှိရင်ကျွန်တော် he 2နဲ့ပဲတွားတာအဆင်ပြေပါတယ်ဟုတ်ပြီအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်က remove အနေနဲ့ပဲထားလိုက်မယ်အဲ့တော့ remove အနေနဲ့ထားတဲ့အချိန်မှာကျွန်တော်တို့ဒီဘာဖြစ်သွားလဲ opacity ဆိုတဲ့ slider bar တစ်ခုပဲရှိလိမ့်မယ်အဲ့တော့ကျွန်တော်က opacity ကိုပြန်ပြီးတော့ဖျောက်ချင်တယ်ဆိုလို့ရှိရင်sorry ကျွန်တော် opacity ကိုကျွန်တော်က short မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့မူလသင်္ဘောပုံစံဒီပေါ်လာမှာဖြစ်တယ်အဲ့တော့ဒါဆိုလို့ရှိရင်ကျွန်တော် cushion လို့ပုံစံမျိုးအနေနဲ့ effect ထည့်လို့ရတယ်တကယ်လို့ကျွန်တော်တို့က control drag နဲ့ select ပေးထားတဲ့ပုံစံသဘောမကျဘူး Lightroom Classic ကနေပြီးတော့ကျွန်တော်တို့ကိုခံမှန်းပေးတဲ့ဒီနေရာပေါ့နော် pixel ယူမဲ့နေရာကိုခံမှန်းပေးစေခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော် refresh key လေးနဲ့တလဲစီဘယ်ပုံစံအဆင်ပြေလဲဆိုတာကိုကျွန်တော်ရွေးပေးလို့ရတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီကောင်အဆင်ပြေလားကျွန်တော်ဒါ refresh နေတဲ့အချိန်မှာသူဒီ analyzing လုပ်ပေးနေမယ် refresh နော်အဆင်ပြေလားသူဒီနေရာကိုအပြောင်းလဲလုပ်ပေးနေမှာဖြစ်โอเคเนาะအဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်စင်ပြီလားမပြေဘူးဒီတို့ကြောင့်မို့ကျွန်တော် control ရဲ့ drag ဆွဲပြီးတော့သူ့ကျွန်တော်က sampling တစ်ခုကို pixel ယူရမယ့်နေရာတစ်ခုကိုပြပေးနိုင်မယ်ဒါဒီ remove 2ဖြစ်တယ်โอเคเนาะဟုတ်ပြီအဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ detail object အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီ key လေးကိုကျွန်တော်ပြန်ဖြတ်နိုင်မယ်ဖြတ်ချင်တဲ့အချိန်မှာကိုက select ပေးပြီးတော့ delete key နှိပ်လို့ရလို့တကယ်လို့ကျွန်တော်ဒီ point နေရာများနေဆိုရင် order key နှိပ်ပြီးတော့ select ပေးလိုက်လို့ရတယ်ဒါဆိုလို့ရှိရင်လည်းပြတ်သွားမှာဖြစ်ဟုတ်ပြီနော်တခါလေတချို့အခြေအနေမျိုးတွေမှာကျွန်တော်က removing လုပ်တဲ့ point တွေကအရန်များတဲ့အခြေအနေမျိုးမှာတပိုင်းချင်းစီကိုပြန်ထောင်ပြီးတော့ delete မလုပ်ချင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ area တစ်ခုလုံးကိုတွားခြင်းနဲ့ဆို order key တကယ်လို့ mask သမားဆိုလို့ရှိရင် option key နဲ့ select ပေးပြီးတော့ကျွန်တော်ဒီ mouse ရဲ့ left click နဲ့တွဲနှိပ်ပြီးတော့ဗောနော် select ပေးပြီးတော့ point အများကြီးကိုကျွန်တော်ဖြတ်လို့ရတယ်โอเคနော်ဟုတ်ပြီအဲ့တော့ကျွန်တော် detail object ကကြတော့အနားသားလေးကိုကျွန်တော်ပေါင်းကျင်တဲ့ခြေတွေမှာအသုံးပြုတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်အခု remove tool နဲ့ select ပေးလိုက်မယ် overlay ဒီအနီရောင်ပေါ်လာတယ်အဲ့တော့ကျွန်တော်ပုံမှန်မြင်နေကြအတိုင်းမြင်နေရလားမဟုတ်ဘူးသူ select တက်မှာ add လုပ်မှာလား subtract လုပ်မှာလားအဲ့တော့ကျွန်တော် add လုပ်မယ်လို့ပြောလိုက်မယ်ပြောပြီးကျွန်တော်ဒီနေရာမှာချက်ပြီးတော့ပေါင်းလိုက် overlay ကိုဟုတ်ပြီနော်အဲ့တော့ဒီ detail object ဆိုတဲ့ခြေနေရာကြတော့ကျွန်တော်ဒီပုံမှန်သုံးနေကြ brush size နဲ့အစင်မပြေတဲ့ခြေနေမျိုးလေးမှာကျွန်တော်အသုံးပြုလို့ရတယ်အဲ့တော့ဒီကောင်တစ်ခုလုံးကိုကျွန်တော်တို့ကဒီမှာကျွန်တော် add လုပ်လို့ရတယ်ပြီးရင်ကျွန်တော်ဒီမှာ subtract လုပ်ပြီးတော့ဒီအနားသားလေးကိုကျွန်တော် load ပို့ short တွေကစားလို့ရတယ်အဲ့တော့ကျွန်တော်ကဒီနေရာကို remove လုပ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ detail object ရဲ့ remove ကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးရင်သူဒီ analyzing လုပ်ပေးလိမ့်မယ်ဒါကကြတော့ကို sampling လုပ်တဲ့နေရာတွေက
branch တစ်ခုတည်းနဲ့မလုံလောက်တဲ့အခြေအနေမျိုးမှာဒီ detail object အနေနဲ့ freeze လုပ်ပြီးတော့ကျွန်တော်တို့အနာသားထပ်တိုးတာတို့ထပ် short တာတို့ကိုပြုလုပ်လို့ရပါတယ်။ Okay เนาะအဲ့တော့အခုလို့ပြုလုပ်ပြီးတဲ့အချိန်မှာကျွန်တော်တို့ကဒီမှာတစ်ခုသိရမယ့်အကြောင်းအရာကကျွန်တော်တို့နောက်ထပ် point တစ်ခုကိုယူမယ်ဆိုလို့ရှိရင်ဒီ size ကိုကျွန်တော်ကအသုံးပြုရမှာဖြစ်တယ်ဒီ size ဒီ brush size ဖြစ်တယ်ဟုတ်ပြီเนาะဒီကောင်ကကြတော့ကျွန်တော်အသုံးပြုပြီးသားဒီ point ရဲ့သူ့ရဲ့ properties ဖြစ်တယ်ဒါအောင်မရောစေချင်ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်ဒီနေရာမှာဆိုရင်နောက်တစ်ခုဒီတောင်တန်းကိုကျွန်တော်ဖြောင်းစေချင်တယ်ဆိုလို့ရှိရင်နောက်တဲ့ brush size တစ်ခုကိုခေါ်ရမှာဖြစ်တယ်အဲ့တော့ brush size ကိုကျွန်တော်ကလိုသလိုဒီ shortcut key နဲ့ကစားမယ် mouse scrolling နဲ့ကစားမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ slider bar ကဒီမှာသွားပြီးတော့ကစားနေမှာဖြစ်တယ်ဒီကောင်ဒီ opacity เนาะ brush size မဟုတ်ဘူးဒါအောင်မရောစေချင်Okay เนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်လိုသလိုကစားမယ် open bracket close bracket လေးနဲ့ကျွန်တော်ကစားမယ်ကစားပြီးလို့ရှိရင်ကျွန်တော်ဒီ mountain ကိုကျွန်တော်ကအခုလိုမျိုးဆွဲလိုက်မယ်အဲ့တော့အဲ့လိုဆွဲတဲ့နေရာမှာကျွန်တော်တစ်ခုပြမှာပေါ့နော် control set key ကျွန်တော်ပြန်နှိပ်လိုက်ဟုတ်ပြီ H key လေးကျွန်တော်နှိပ်လိုက်မယ်sorry ကျွန်တော်ဒီမှာအဲ့တော့ဒီလိုခြေနေမျိုးမှာကျွန်တော်ကစားပြီးသွားတဲ့အချိန်မှာဒီ point ရဲ့ properties တွေဒီပျောက်သွားတာဖြစ်နိုင်တယ်တကယ်လို့ properties ကိုကျွန်တော်ပြန်ပေါ်စေခြင်းနဲ့ဆိုလို့ရှိရင်ဒီ point ရဲ့ properties ကိုပြန်ပေါ်စေခြင်းနဲ့ဆိုလို့ရှိရင်ကိုပေါ်စေခြင်းတဲ့ point တွေကိုကျွန်တော်ကထောက်ပေးလိုက်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီနေရာမှာ tips တွေတစ်ခုကိုပြောပြမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် do over လေးက auto ဖြစ်နေတယ်အဲ့တော့ always အနေနဲ့အမြဲတမ်းပြထားပေးလိုက်မယ်မျက်စိထဲမှာရှင်းအောင်အဲ့တော့ကျွန်တော် data object ကိုကျွန်တော်ဖြောင်းလိုက်မယ်ဖြောင်းပြီးကျွန်တော်ဒီနေရာမှာဗာသိစေချင်တာလေဆိုလို့ရှိရင်ကိုဖြောင်းချင်တဲ့အရာဝတ္ထုတစ်ခုကိုဒါမြင်းဖြောင်းရင်အတိုင်းဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်က shift key နဲ့ခံပြီးတော့ဖြောက်လို့ရတယ်အဲ့တော့ကျွန်တော်ဒီတောင်တန်းဆိုတဲ့နေရာကိုကျွန်တော်ကကိုယ့်ဘာကို manual မသွားစေချင်ဘူး shift key နဲ့ကျွန်တော်ကသွားပြီးတော့ဒီ straight ပုံစံပေါ့နော်မြင်းဖြောင်းပုံစံအနေနဲ့ကျွန်တော်ကသွားစေချင်တယ်ဒီတို့ကြောင့်မို့ကျွန်တော်ဒီမှာဒီရေပင်ကြီးလမ်းကိုလည်းမြင်းဖြောင်းပုံစံနဲ့ယူစေချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာကျွန်တော်က shift key လေးနှိပ်ပြီးတော့သူ့ကိုကျွန်တော်ကဆွဲပေးလိုက်အဲ့တော့အခုဆွဲတဲ့အချိန်မှာဘာဖြစ်လဲဒီနေရာနေပြီးတော့တခါတည်းပါနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့လိုမျိုးမဖြစ်စေချင်ဘူးဒီကြောင့် control set key တွေကိုပြန်နှိပ်နိုင်မယ်ဘာဖြစ်လို့လဲဆိုရင်ဒီကောင်ဆက်လက်ပေးထားလို့ဟုတ်ပြီနော်အဲ့တော့ဆက်လက်မပေးဘူးဟုတ်ပြီ control set key လေးပြန်နှိပ်လိုက်မယ်ဒီနေရာကနေပြီးတော့ကျွန်တော် shift key လေးယူပြီးတော့အခုလိုမျိုးကျွန်တော်ဒီ mountain လေးကိုဖြောက်ပေးလိုက်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဖြောက်စေခြင်းတဲ့အရာကို shift key ခံပြီးတော့ straight line ပုံစံနဲ့တွားလို့ရတယ်ဆိုတာကိုကျွန်တော်ကသိစေခြင်းလို့ချင်းဖြစ်တယ် okay အဲ့တော့ကျွန်တော်တို့ခုပြန်ပြီးတော့ replacing အစားထိုးလိုက်တဲ့ pixel တွေကဒီမှာရေပင်ကြီး line တွေအဆင်ပြေနေလားဆိုတော့မပြေဘူးเนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ horizontal ပေါ့เนาะသူ့ရဲ့ဒီကောင်ဘယ်လိုခေါ်မလဲဟုတ်ပြီเนาะအဲ့တော့ဒီ line ကိုဒီမှာပါရမှာဖြစ်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအပြန်ပြီးအစားထိုးရတာသိနေတယ်ဒီလိုကြောင့်မို့ကျွန်တော်တို့က control ရဲ့ drag key ရဲ့အသုံးပြုလို့ရတယ်လို့ကျွန်တော် Lightroom Classic ကိုဒီမှာ refresh အနေနဲ့တွားခိုင်းနိုင်မယ်ကျွန်တော်အဆင်ပြေလားပေါ့เนาะဟုတ်ပြီเนาะဒီမှာဆိုလို့ရှိရင် refresh analyzing လုပ်နေတဲ့အဆင်မပြေဘူးတော်တော်ဆိုးရတယ်အဆင်မပြေဟုတ်ပြီเนาะဒီတို့ကြောင့်မို့ကျွန်တော် control key နဲ့တွားမှာပဲရမယ်ဒါကြောင့်မို့လို့ကျွန်တော် control key command key နှိပ်ပြီးတော့ဒီနေရာကိုကျွန်တော် drag ဆွဲလိုက်အဲ့လိုဆွဲပြီးတဲ့အချိန်မှာကျွန်တော်တို့ရဲ့ revelation လုပ်မဲ့ကောင်ကနည်းနည်းလေးအဆင်ပြေသွားတာကိုတွေ့ရမှာဖြစ်တယ်အဲ့တော့ control key နဲ့ထပ်သွားလိုက်မယ်အရင်ကတော့အဆင်မပြေသေးဘူးအဲ့တော့ကျွန်တော်အစအနေပဲ control key နဲ့ပဲပြန်ယူကြည့်ပါမယ်စင်ပြေလားဆိုတော့မပြေဘူးမပြေဘူးပေါ့နော်အဲ့တော့ဒီမျိုးတင်နာတွေရဲ့ဒီပုံထဲမှာတချို့ပုံတွေမှာဆိုလို့ရှိရင်အဆင်ပြေလိမ့်မယ်အဲ့တော့ကျွန်တော်ဒီမှာဒီ remove tool နဲ့ဒီကောင်ကိုဖြောက်လို့တော့ရခဲ့တယ်ဆိုပေမဲ့ကျွန်တော်အဆင်ပြေလားဆိုတော့မပြေเนาะအဲ့တော့မပြေတဲ့အချိန်မှာကျွန်တော်ဘယ်လိုမျိုးအသုံးပြုမှာလဲဆိုလို့ရှိရင်ဒီနေရာမှာကျတော့ကျွန်တော်ကလုံး2ကိုအသုံးပြုလို့ရတယ်ဟုတ်ပြီเนาะကလုံး2ကိုကျွန်တော်ကထပ်ပြီးတော့အသုံးပြုလို့ရတယ်အဲ့တော့ကျွန်တော်တို့ကအခုဒီ remove tool ကိုအသုံးပြုနေတဲ့ channel ထဲမှာကျွန်တော်ကကလုံး2ကိုကျွန်တော်တွားခြင်းနဲ့ဆိုလို့ရှိရင်ကလုံး2လေးကိုကျွန်တော်ကဒီမှာရွေးပေးလိုက်ဟုတ်ပြီเนาะအဲ့လိုမှမရွေးပေးဘူးဆိုလို့ရှိရင်ကျွန်တော်ဒီ option ကိုနှိပ်ပြီးတော့ select တက်ထဲမှာလဲအဲ့တော့ do over လေးကိုကျွန်တော် always ထားလိုက်မယ် remove tool နေရာမှာကျွန်တော်ကလုံး2ကိုထားလိုက်ဟုတ်ပြီเนาะထားပြီးလို့ရှိရင်သူ့ရဲ့ replacement လုပ်မဲ့နေရာကိုအခုလိုမျိုးကျွန်တော်ကပြန်ပြီးတော့ညှိပေးလို့ရတယ်ဒါကလုံး2ရဲ့အားသာချက်ဟုတ်ပြီအခုလိုမျိုးကျွန်တော်ညှိပေးလိုက်မယ်ဒါပေမဲ့သူ့ရဲ့အနာသားလေးကကြတော့ကျွန်တော် H key နဲ့နှိပ်တဲ့အချိန်မှာအချို့ຢာလေးတွေကျွန်တော်ဒီနေရာလေးမှာဘာဖြစ်သွားဟုတ်ပြီ space bar လေးနဲ့ကျွန်တော်ကြည့်လိုက်မယ်ဒီနေရာလေးမှာနည်းနည်း hash ဖြစ်နေတယ်အဲ့လို hash ဖြစ်တဲ့ຢာကိုကျွန်တော်က feather တန်ဖိုးလေးကျိုးပြီးတော့ကျွန်တော်ညှိလို့ရတယ်ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်ဒီမှာဆို space bar လေးfit view လေးကျွန်တော်ပြန်နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်အဆင်ပြေသွားပြီ okay เนาะအဲ့တော့ clone 2ရဲ့အားသာချက်ကကြတော့ကျွန်တော်တို့ထပ်တူပုံစံမျိုးကိုပြန်ပြီးတော့ duplicate လုပ်လို့ရတယ်
ပွားလို့ရတယ်နော်ဒီလိုပုံစံမျိုးအသုံးပြုတယ် okay အဲ့တော့နောက်ထပ်2တစ်ခုကိုကျွန်တော်ရှင်းပြပေးမယ်ဒါကကျတော့ heat 2ဖြစ်တယ်နော် heat 2ရဲ့ဝင်မယ်ကျွန်တော်ဒီမှာ reset ပြန်ချလိုက်မယ်ပုံတစ်ပုံလုံးကိုကျွန်တော် reset ပြန်ချလိုက်မယ် heat 2မှာဆိုလို့ချင်းကျွန်တော် size နဲ့ feather နဲ့ရှိမယ်ထို့အတူပဲကျွန်တော် clone 2မှာလည်း size နဲ့ feather နဲ့ရှိမယ် okay နော်အဲ့တော့ကျွန်တော် remove 2မှာဆိုရင် site တစ်ခုပဲရှိတယ်ပုံမှန်တိုင်း shortcut key ဒီ mouse scroll wheel နဲ့အတိုး short လုပ်လို့ရတယ် open bracket left bracket close bracket နဲ့ကျွန်တော်ကတွားလို့ရတယ် P ရဲ့ညာဘက်မှာရှိရဲ့ bracket တွေပေါ့နော်ဟုတ်ပြီနော်အဲ့တော့နောက်တစ်ခုကကြတော့ဒီ shortcut key ကကြတော့ကျွန်တော် site အတွက်ပဲဖြစ်တယ် brand site ရဲ့အရွယ်စားအတွက်ပဲဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့နောက်ထပ် shortcut key တစ်ခုပါလာမယ်ဒီကောင်ကြောင့် feather ရဲ့ shortcut key ဖြစ်တယ်ဒါကြောင့်ကျွန်တော် brand site ရဲ့ shortcut key ဖြစ်တယ်အဲ့တော့ဒီဒုတိယ slider ဘာမှရှိနေရဲ့ feather ရဲ့ shortcut key ကိုကျွန်တော်ကလိုချင်တယ်ဆိုလို့ရှိရင် shift ရဲ့ကျွန်တော်တို့ကဒီ left bracket ရေကိုပေါင်းနှိပ်ဒါမှမဟုတ်ကျွန်တော်တို့ shift ရဲ့ right bracket ရေကိုကျွန်တော်ကပေါင်းနှိပ်ဒါကြောင့် feather ကိုကျွန်တော်အတိုး short ကစားတာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ short key ဒီ mouse scroll wheel နဲ့တွားလို့ရတယ်လို့ shift key နဲ့လည်းကျွန်တော်ကတွားတာကြတော့ feather ကိုကစားခြင်းဖြစ်တယ် mouse scroll wheel ရဲ့ bracket ရေကကြတော့ right side ကိုကစားတာဖြစ်ပြီးတော့ shift key ခံပြီးတော့ bracket နဲ့ပဲတွား mouse scroll wheel နဲ့ပဲတွားဒီကောင်ကြောင့် feather ကိုကစားခြင်းဖြစ်တယ်အခုကျွန်တော် feather ကိုကစားနေတာဘာနဲ့ကစားနေရဆို mouse scroll wheel နဲ့ကစားနေတာအဲ့လိုကစားရဆိုလို့ချင်းဒီမှာ feather တမိုးပြောင်းနေသွားတာကိုအခုလိုတွေ့ရမှာဖြစ်တယ်ကျွန်တော် slider bar ကိုမရှိဘူးเนาะပုံထောက်ပြီးတော့ပဲဒီမှာ feather ဒါ mouse scroll wheel နဲ့တွားတာဒါကကြတော့ကျွန်တော် bracket နဲ့တွားနေတာဟုတ်ပြီเนาะအဲ့တော့ကိုက mouse scroll wheel ရဲ့ bracket ရဲ့ only ကကြတော့သူ only ဆိုတာကျွန်တော်တီးတန့်ပေါ့เนาะဒီကောင်ကကြတော့ကျွန်တော် brand side ကိုကစားတာဖြစ်ပြီးတော့ကျွန်တော် feather နဲ့ကစားခြင်းနဲ့ဆိုလို့ရှိရင် mouse scroll wheel ရဲ့ဒီ bracket တွေကို shift key နဲ့ခံပြီးတော့တွဲကစားပေးဒါကျွန်တော်ဒီ slider bar တွေထဲမှာတွားပြီးတော့တန်ဖိုးတွေတွားပြီးတော့ခဏခဏဒီဘက်ကနေဟိုဘက်ကိုပြောင်းလိုက်ဟိုဘက်ကနေဒီဘက်ကိုပြောင်းလိုက်တွားစီရမလို့ကျွန်တော် shortcut key နဲ့တွားခြင်းဖြစ်တယ် okay เนาะအဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင် he နဲ့သူ့ feather တန်ဖိုးကျွန်တော်0ထားလိုက်ဟုတ်ပြီเนาะ0ထားပြီးတော့ကျွန်တော်အခုလိုဆွဲလိုက် okay အဲ့တော့ကျွန်တော်တို့ဒါ he ဆိုလို့ရှိရင်သူ့ရဲ့အနားသားတွေကိုကျွန်တော်က seamless ဖြစ်တယ်ချုပ်ရိုးကြောင်းမရှိဘူးလို့ပြောလို့ရတယ်အဆင်ပြေတယ်ဟုတ်ပြီเนาะ before after အနေနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင် before after အဆင်ပြေတယ်လို့ပြောလို့ရတယ်တကယ်လို့တောင်မှကို feather တန်ဖိုးလေးထပ်ပြီးတော့ကစားခြင်းနဲ့ဆိုဒီမှာလာပြီးကစားလို့ရတယ်ဟုတ်ပြီเนาะအဲ့တော့ဒီ feather တန်ဖိုးကကျတော့ဒီ feather နဲ့မတူเนาะဒီမှာ feather နှစ်ခုဖြစ်သွားပြီဒီကောင်ကကျတော့ကျွန်တော် selected လုပ်ထားတဲ့ကောင်ဒီကောင်ပြောချင်းဖြစ်တယ် H key နဲ့ပေါ်ပြီးကြည့်မယ်ဆိုဒီကောင်သူ့အစားထိုးဝိုင်းနေရဒီနေရဟုတ်ပြီเนาะအဲ့တော့ high H key လေးပြန်နှိပ်လိုက်မယ်ဒါ healing ဖြစ်တယ်တနည်းအားပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အစားထိုးမဲ့ pixel ကို blending မှာတခါလေးလုပ်ပေးထားခြင်းဖြစ်တယ်ဒါကကျွန်တော် skin reduction တွေမှာ wet chan တွေကိုပေါ့နော် replacing ပြန်အစားထိုးတဲ့ချိန်မှာလည်းသုံးဝင်တယ် okay အဲ့တော့နောက်တစ်ခုကကြောက်ကလုံးရဲ့ shortcut key ကလည်းကျွန်တော်ဒီမှာ size နဲ့ feather နဲ့ပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ mouse scroll wheel နဲ့တွားလို့ရတယ်ပြီးရင်ကျွန်တော် shift ရဲ့ mouse scroll wheel ရဲ့ကစားကြတော့ကျွန်တော် feather shift ရဲ့ angle bracket လေးတွားတာကကြတော့ဒါနောက်ထပ် shortcut key တစ်ခုဟုတ်ပြီနော်အဲ့တော့ size နဲ့ feather ကို key မှာလို့ပဲ shortcut key နှစ်ခုနဲ့ကစားတယ်ဒါအတူတူပဲနောက်တစ်ခုကကြတော့အဲ့တော့ဟုတ်ပြီဒီမှာဆိုလို့ရှိရင်ကျွန်တော်အကုန်လုံး reset ပြန်ချလိုက်မယ်ချပြီးဒီမှာကလုံးเนาะကလုံးမှာဆိုလို့ရှိရင်ထိုးတူပဲကျွန်တော်ကဒီမှာသူ့ကို straight line ဆွဲလိုက်ဒါဆိုသူကအစားထိုးတယ်ဒါပေမဲ့သူအစားထိုးတဲ့အချိန်မှာဘာဖြစ်သွားလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာ view ကိုနည်းနည်းလေးချိန်ပြီးတော့ကြည့်လိုက်ဒီမှာကြည့်သူ့ရဲ့အနာသားလေးရနည်းနည်းလေး hash ဖြစ်နေရတာလူချင်းမျိုးတင်တာမြင်တာမသိဘူးကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဒီနေရာမှာနည်းနည်းမကြည့်ဒီကောင်လေးဆိုကျွန်တော်မတူတော့ဒီနားလေးเนาะအဲ့တော့သဘောတရားကြတော့ तू ကတချို့ဒီအစားထိုးတဲ့အချိန်မှာဒီလိုရေပင်ကြီး line တွေ copy ပွားတဲ့အချိန်မှာကြတော့ तू ထပ်တူယူတဲ့အတွက်ကြောင့်မို့တချို့ခြေနေမျိုးတွေမှာအဆင်ပြေတော့ညားလဲပဲဒီလိုခြေနေမျိုးမှာကြတော့ကျွန်တော် he ရပို့ပြီးတော့အဆင်ပြေတာကိုတွေ့ရတယ် he ဒီ blending လုပ်တယ်အဲ့တော့ကိုကဒီ removing replacing လုပ်တဲ့အချိန်မှာ pixel တွေကိုဖယ်ရှားတယ်ပြန်ပြီးတော့အစားထိုးမယ် skin လိုမျိုးကျွန်တော်အောက်က skin တုံးတွေ lighting တွေပါတဲ့အချိန်မှာ watch channel ကိုကျွန်တော်ဖျောက်ပြီးတော့အစားထိုးတယ်ဆိုလို့ရှိရင်တနေရာနဲ့တနေရာအကွက်ကြီးလိုမျိုးချုပ်ရွေးချုပ်သားအကြောင်းကြီးပေါ်နေတဲ့ပုံစံလိုမျိုးကလုံးနဲ့တွားလို့ရှိရင်ဒါဖြစ်နေမှာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ heat 2ကကြတော့ blending လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီချုပ်ရွေးချုပ်သားမရှိဘူး seamless ဖြစ်တယ်ကုန် smooth ဖြစ်တယ်ဟုတ်ပြီနော်သူအားတချက်အားနည်းချက်လေးတွေတော့တခုခုရှိနေမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူအားတချက်အားနည်းချက်လေးတွေတော့ဒါတယောက်နဲ့တယောက်မတူညီနိုင်ဘူးဖြစ်လိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာဆိုလို့ရှိရင် selected ဒါ selected လောက်ထားတဲ့ကောင် H key ပါတော့ကျွန်တော်ဒီမှာ selected လောက်ထားတဲ့ကောင် okay နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော် clone 2ကိုတွားလိုက်မယ် H key လေးနှိပ်လိုက်မယ်ဒါ clone 2နော် selected လောက်ထားတဲ့ကောင်ဒီကောင်ကကျွန်တော်နောက်ထပ်အသစ်တစ်ခုယူမယ်ကောင် okay နော်အဲ့တော့ကျွန်တော်နောက်ထပ်အသစ်တစ်ခုယူမယ်ဆိုရင်ဒီမှာကျွန်တော်ကဆွဲပေးလိုက်အောင် okay အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုဆွဲလိုက်
အဲ့တော့ဒီမှာဘယ်နေရာနဲ့စားထုံးမှာတော့ဒီနေရာနဲ့စားထုံးလုံးဆိုလို့ရှိရင်ကျွန်တော်လွယ်ဒါပေမဲ့ကျွန်တော်ဒီမှာချိုးချုပ်သားတွေက smooth ဖြစ်ရလားမဖြစ်ဘူး H key နဲ့ကျွန်တော်ကြီးလိုက်မယ်အဲ့တော့ကျွန်တော်ဒီမှာ feather လေးတွေတိုးပြီးတော့ညှိလို့ရလားဒါမှမဟုတ်ညှိလို့မရဘူးဆိုလို့ရှိရင်လည်းကျွန်တော်ဘောင်းဟီးကိုသွားလိုက်မယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်အဆင်ပြေသွားတယ်โอเคနော်ဟုတ်ပြီဒါကကျတော့ကျွန်တော် remove ရဲ့ hee ရဲ့ clone ရဲ့မူ3ခုကိုဒါဘယ်လိုမျိုးတစ်လက်စီအသုံးပြုရမလဲအသုံးပြုပုံအသုံးပြုနည်းတွေဖြစ်တယ်โอเคနော်အဲ့တော့ကျွန်တော်တို့က H key လေးနှိပ်ပြီးတော့ဒီ point တွေအကုန်လုံးပြန်ဖြတ်ချင်တယ်ဆိုလို့ရှိရင် order key လေးနှိပ်ပြီးတော့ဒီမှာကျွန်တော်ကပြန်ဖြတ်လိုက်နော်ဘာမှ delete key နှိပ်စရာမလို order key option key နဲ့ mouse ရဲ့ left click နဲ့ drag ပေးလိုက်โอเคနော်အဲ့တော့ control z key တွေကျွန်တော်ပြန်နှိပ်လိုက်ဟုတ်ပြီအဲ့တော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အောက်မှာရှိနေတဲ့ visualize sports အဲ့တော့ visualize sports ဆိုတာဘယ်လိုအခြေအနေမျိုးမှာသုံးတာလဲဆိုလို့ရှိရင်ကျွန်တော်ကတချို့အခြေအနေမျိုးမှာပေါ့နော်ဒီ studio ထဲမှာ background နဲ့ရိုက်တယ်ဆိုလို့ရှိရင်လူမျက်စိမှာမမြင်ရတဲ့ sport ဆက်ကလေးရှိအဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင် visual sport on ပေးနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီနောက်မှာအဖြူရောင်လေးရှိဒါကကြတော့ကောင်းကင် highlight လေးတွေဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော် backdrop ပုံစံမျိုးဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ backdrop ကကျန်းတဲ့နေတဲ့ခြေနေမျိုးပဲဖြစ်ဖြစ် sport လေးတွေအများကြီးရှိနိုင်တယ်အဲ့တော့ကိုကဒီလို sport တွေအများကြီးကိုဖျောက်ချင်တယ်ဆိုလို့ရှိရင်ဒီ visualize sports ကို on ပြီးတော့ကြည့်လို့ရတယ်အဲ့တော့ကျွန်တော်ဒီမှာအမှန်ချစ်ပေးပြီးတော့ on ပြီးကြည့်လို့ရလို့ shortcut key နဲ့လည်းကြည့်လို့ရတယ်သူရဲ့ shortcut key ကကြောင့် A ဖြစ်တယ်ကျွန်တော် A ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်မူလခြေနေကိုပြန်အောင်သွားနိုင်မယ် A ကိုကျွန်တော်ပြန်နှိပ်တယ်ဆိုရင် visual sports ကို on ပေးတာဖြစ်တယ်โอเคเนาะအဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒီအဖြူရောင်လေးတွေကိုကျွန်တော်တို့က red side ကို red side ကိုပေါ့နော် mouse scroll wheel နဲ့သေးပြီးတော့ကျွန်တော်ဖြောက်လိုက်အဲ့တော့ဒီကောင်ဖြောက်တဲ့အချိန်မှာကျွန်တော် remove tool ကိုယူမယ်ဒီလိုကြောင့် control z key ပြန်နေပြီးတော့ remove tool လေးကိုကျွန်တော်ကပြန်ဝင်ပေးလိုက်ဟုတ်ပြီနော် remove tool လေးကိုပြန်ဝင်မယ်ဝင်ပြီးကျွန်တော်ဒီမှာကိုယ့်ရဲ့ backdrop နဲ့ဒီ model ကိုရိုက်ခဲ့တဲ့ပုံစံဆိုလို့ရှိရင်လည်းဖြောက်လို့ရတယ်ဟုတ်ပြီနော်အဲ့လိုဖြောက်ခဲ့တာဒီလိုမျိုးကျွန်တော်ကဖြောက်လို့ရတယ်ဒါလူမျက်စိမှာမမြင်ရတဲ့ spot လေးတွေကိုဖြောက်ချင်တဲ့အချိန်မှာ visual light spot ပေါ့နော်သူရဲ့ shortcut key A ကိုအသုံးပြုပြီးတော့ကျွန်တော်ကဖြောက်လို့ရပါတယ် okay အဲ့တော့ကျွန်တော်တို့ဒီနေ့ episode ကတော့ဒီလောက်ပါပဲအဲ့တော့ episode အဆုံးမသက်ခင်မှာကျွန်တော်ရဲ့သင်တန်းသားတွေကျွန်တော်ဒီနေ့မှာ tips တစ်ခုပေးချင်တာဘာလဲဆိုလို့ရှိရင်ဒီကဲလို့ကိုကဒီ backdrop မှာ dark spot တွေအများကြီးရှိလို့ removing လုပ်ရတဲ့အဆင့်တွေများခဲ့တယ်ဆိုပါစို့ဟုတ်ပြီနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော် remove tool နဲ့ဒီမှာကျွန်တော်ကတစ်ခုချင်းစီကိုဖြောက်မယ်လူမျက်စိနဲ့မမြင်ရတဲ့ dark spot တွေကိုကျွန်တော်ဖြောက်အဲ့တော့ကိုယ့်ရဲ့ model ကလည်း studio ထဲမှာပဲရှိုက်တယ် backdrop မှာလည်းဒီ dark spot တွေကိုကျွန်တော်ကပုံတစ်ပုံမှာဖြောက်တယ်ဒါပေမဲ့ပုံကအပုံ60လောက်ရှိတယ်အပုံ50လောက်ရှိရပဲထားဟုတ်ပြီနော်အဲ့တော့ကျွန်တော်ရဲ့ရည်ရွယ်ချက်ကဒီ dark spot တွေကိုတပုံချင်းစီမှာတစ်ဆက်ချင်းစီကိုကျွန်တော်က light ဖြောက်နေရမှာလားဖြောက်စရာမလိုဘူးဒီ tip လေးတစ်ခုကျွန်တော်ပြောပြမယ်ဟုတ်ပြီနော်အဲ့တော့ကိုယ့်ရဲ့ backdrop ဒီနေ့အမေကိုယ့်ရဲ့ကောင်းကင်မှာ sports တွေများလာလို့ကျွန်တော်ကပုံတစ်ပုံမှာဖြောက်ပြီးသွားပြီဆိုလို့ရှိရင်သူ့ရဲ့ setting ကိုကျွန်တော် copy ကူးလို့ရတယ်အဲ့တော့ဘယ်လို copy ကူးမလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာပုံမှာဆိုလို့ရှိရင်ဒီမှာ dance sport တွေကိုကျွန်တော်ကဖြောက်တယ်ဗျာဒီမှာဆိုလို့ရှိရင် point ဒီ1 point 2 point 3 point 4 point 5 point 6 point 9 point အဲ့တော့ကိုယ့်ရဲ့ backdrop မှာ dashboard တွေများရင်များသလို remove tool တွေပို့ပြီးတော့အသုံးပြုရမယ်အဲ့တော့ point တွေတည်တယ်တယောက်နဲ့တယောက်အရေးအတွက်မတူညီနိုင်ဘူးကျွန်တော်ကရေဘူးရသဘောတရားကိုပြောတာဟုတ်ပြီနော်အဲ့တော့ကိုယ့်ရဲ့ sky မှာပဲဖြစ်ဖြစ် backdrop မှာပဲဖြစ်ဖြစ် dashboard တွေအများကြီးဖြစ်တယ်လူမျက်စိနဲ့မမြင်ရတဲ့အချိန်မှာကျွန်တော် shortcut key A နဲ့ visualize sports ကိုကျွန်တော်ကယူသုံးခဲ့တယ်ဆိုလို့ရှိရင်နောက်ထပ် multiple images တွေပုံတွေအများကြီးမှာဒီလိုမျိုးတွေဖြတ်ဖို့လိုအပ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကပုံတစ်ပုံချင်းစီ live ဖြတ်စရာမလိုဘူးသူ့ကျွန်တော်ကဒီမှာ copy ကူးလိုက်ဟုတ်ပြီနော်အဲ့လို copy ကူးပြီးလို့ရှိရင်ကျွန်တော်ဒီမှာ remove ဆိုတဲ့ကောင်လေးကိုအမှန်ချစ်ပေးဖို့လို okay နော်အဲ့လိုအမှန်ချစ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ copy ကိုနှိပ်လိုက်နှိပ်ပြီးရင်ဒါဆိုရင် Lightroom Classic ကတည်သွားပြီအဲ့တော့ကျွန်တော်တခြားပုံတစ်ပုံကိုဆက်သွားမယ်အဲ့တော့သူနဲ့ကဲ့ရဲ့ဖြစ်တဲ့ဒီပုံလေးကိုကျွန်တော်ရွေးလိုက်ဟုတ်ပြီနော်အဲ့တော့ဒီပုံလေးဒီ visual light spot မ on သေးဘူးဆိုလို့ရှိရင်လည်း short key A နဲ့ကျွန်တော်ကသွားလို့ရတယ်အဲ့လိုသွားပြီးလို့ရှိရင်ကျွန်တော်ဒီမှာ paste ကိုနှိပ်ပေးလိုက်ဒါဆိုလို့ရင် your edits were paste but updating AI setting may take some time ကျွန်တော်ရှေ့မှာပြင်ခဲ့တဲ့ကောင်တနည်းအားပြောမယ်ဆိုရှေ့မှာကျွန်တော်ကဒီ remove တွေရောအမှန်ချစ်ခဲ့တဲ့ကောင်တွေမှန်တယ်များဒီ copy paste တို့ဒီပြုလုပ်မှာဖြစ်တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီ remove တွေကိုဒါကိုယ့်ဘာကိုဖြတ်မယ်ဆိုလို့ရှိရင်ကြာနေဒီ Lightroom Classic ကနေသူက1 point 2 point နော်3 point 4 point 5 point 6 point 9 point အခုလိုမျိုးကျွန်တော်တို့ကဖြတ်ပေးသွားတာကိုတွေ့ရမှာဖြစ်ပါโอเคเนาะဒါကကျွန်တော်က copy paste လုပ်တဲ့ပုံစံမျိုးဖြစ်တယ်ဟုတ်ဒီမှာဆိုလို့ရှိရင် H key လေးယူပြီးကြည့်လိုက်တဲ့အချိန်မှာဒီကောင်လေးဒီစင်ပြေနေလားဒါတော့အဆင်မပြေဘူးလေเนาะအဲ့တော့ကျွန်တော်ဒီ point လေးကိုထောက်ပြီးတော့ delete key လေးနှိပ်လိုက်မယ်ဒါမှမဟုတ်ကျွန်တော် order key လေးနဲ့ select ပေးပြီးတော့ဒီကောင်လေးကိုကျွန်တော်ဖြတ်လိုက်เนาะဟုတ်ပြီเนาะအခုလိုမျိုးကျွန်တော်ကစားလို့ရပါတယ်အဲ့တော့ကျွန်တော်တို့က remove ကိုပဲ copy paste လုပ်လို့ရလားဆိုတော့မဟုတ်ဘူးတကယ်လို့ကိုက copy လုပ်ချင်တဲ့ချိန်မှာပါခြင်းတဲ့ကောင်မပါခြင်းတဲ့ကောင်တခြားပုံတွေမှာဒါပြန်ပြီးတော့
paste ပြန်လုပ်ချင်တယ်ဆိုလို့ချင်းဒီကောင်လေးတွေကို on off လုပ်ပြီးတော့ကျွန်တော်တို့ကကစားလို့ရပါတယ်ဒါလေးကိုကျွန်တော်ကသိစေချင်လို့ချင်းဖြစ်တယ်ပေါ့နော်โอเคเนาะအဲ့တော့လူချင်းမင်းတို့သင်တန်းသားအားလုံးပဲသဘောပေါက်နားလည်မယ်လို့မျှော်လင့်ပါတယ်ဟုတ်ပြီเนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော် basic ထဲကတခြား adjustment တွေမပါစေချင်ဆိုလို့ရှိရင်အမှန်ချင်းဖြုတ်လို့ရတယ်တချို့ခြားရတွေကိုလည်းထိုးတူပဲပေါ့နော်တကယ်လို့က remove tool တစ်ခုလေးပဲပါစေချင်တယ်ဆိုလို့ရှိရင် check now ကိုလုပ်ပြီးတော့ဒီမှာ remove လေးကိုပဲ on ပေးလိုက်ပေါ့ဒီလိုမျိုးလည်းကစားလို့ရပါတယ်โอเคเนาะအဲ့တော့ဒီနေ့ episode ကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့သင်တန်းသားတွေကိုနည်းနည်းလောက်လေး recap ပြန်လုပ်ပေးရမယ်ဆိုလို့ရှိရင်ဒီ episode 20မှာဒါကျွန်တော်ဘာကြောင်းနဲ့ပတ်သက်ပြီးတော့သင်ပေးခဲ့တော့ remove tool နဲ့ပတ်သက်ပြီးတော့သင်ပေးခဲ့တယ် remove tool ထဲမှာမူ3ခုရှိတယ်3ခုလုံးက removing and replacing လုပ်မဲ့ကောင်တွေပဲဒါပေမဲ့တစ်ခုနဲ့တစ်ခုကအလုံးလုံးပုံသဘောတရားချင်းတူရလားမတူဒီကောင်ကစတော့ကျွန်တော်တို့ဒါ remove လုပ်တဲ့ ရိုး sample အနေနဲ့အမြန်လုပ်တဲ့ပုံစံเนาะ replacing တွေကမတိကြအောင်ဆို control နဲ့ drag ပြန်ဆွဲလို့ရတယ် mouse သမားဆိုလို့ရှိရင် command drag mouse ရဲ့ left click ပေါ့เนาะဟုတ်ပြီเนาะအဲ့တော့ဒီဒုတိယတစ်ခုကကြတော့သူကremoving လုပ်တယ် replacing လုပ်တယ်ဒါပေမဲ့ပြန်ပြီးတော့ replacing အစားထိုးမဲ့ pixel ကိုဒီကောင် blending လုပ်တယ်ဒီတို့ကြောင့်မသူ့ရဲ့ချုပ်ရိုးချုပ်သားတွေက seamless ဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ဒီကောင်ဆိုလို့ရှိရင်ကျွန်တော်တို့ကကလုံးလုပ်တယ်သူကထက်တူကူးတာဖြစ်တယ်တနည်းအားဖြင့်ပြောမှဆို pattern တွေကိုကူးတဲ့အချိန်မှာအသုံးဝင်တယ်ဖြောက်ချင်တဲ့အချိန်မှာလည်းကူးပြီးတော့တစ်ခုခုကိုအဲ့အတိုင်းပဲချွတ်ဆွတ်ပေါ်ချင်တဲ့အချိန်မှာအသုံးပြုတယ်ဒါမှမဟုတ်ကျွန်တော်တို့အောက်က feather လေးနဲ့ပြန်ညီပြီးတော့ကစားလို့ရတယ်နောက်တစ်ခုကကြောက်ကျွန်တော် visualize post တကယ်လို့ကိုယ့်ရဲ့ backdrop မှာပဲဖြစ်ဖြစ်ကျွန်တော်ဒီကိုယ့်ရဲ့ sky မှာပဲဖြစ်ဖြစ် dashboard တွေကများနေကောင်းကင်ကြီးနေရှင်းတန့်နေပြီးတော့ dashboard တွေကိုကျွန်တော်တို့ကဖျောက်ချင်တယ်ဆိုလို့ရှိရင် A key နဲ့ကျွန်တော် on ပြီးတော့ဖျောက်လို့ရတယ်တကယ်လို့အဲ့လိုဖျောက်အောင်မယ့်ຢာကပုံတွေအများကြီးရှိရဆိုလို့ရှိရင်ကျွန်တော်ဒီမှာ copy နဲ့တခြားပုံတွေမှာပြန်ပြီးတော့ synchronize လုပ်တဲ့ပုံစံပေါ့နော် paste ပြန်လုပ်လို့ရတယ်ဆိုတာကိုပြောရင်းနဲ့ပဲကျွန်တော်ဒီနေ့ episode 20ကတော့ဒီလောက်ပါပဲဒီနေ့အားလုံးပဲနားလည်မယ်လို့မျှော်လင့်ပါတယ်တကယ်လို့နားမလည်ရရှိရဆိုလို့ရှိရင်လည်းကျွန်တော်ချိန်မေးနိုင်ပါတယ် okayအဲ့တော့ကျွန်တော်ရဲ့သင်တန်းသားတွေဒါကိုပုံထဲမှာ Lightroom class ထဲမှာပေါ့နော်ကိုပုံတွေကို remove tool နဲ့ဒါမလိုအပ်တဲ့ unwanted objects တွေကိုဖယ်ရှားပြီးတော့ပုံကောင်းကောင်းတွေပိုင်းဆိုင်နိုင်ပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်နောက်ထပ် episode တွေမှာတူတူထပ်တွေ့ရအောင်သင်တန်းအားလုံးပဲလေးလာတာအဆင်ပြေပါစေ good luck see you guys